2025မှာ UFC ကပတ်တွေရဲ့တန်ဖိုးဘာလို့ကျဆင်းသွားရတာလဲအားလုံးပဲမင်္ဂလာပါချန်ပီယံမှကြိုဆိုလိုက်ရပါတယ် UFC မှာကပတ်ကာကွယ်တဲ့ kit defending era တရားဝင်ကုန်ဆုံးသွားခဲ့ပါပြီအခုနောက်ပိုင်းချန်ပီယံတွေဟာကပတ်ကိုကာကွယ်ဖို့ထက်ဆုံးလုံးဖို့ကိုပိုလေလေကူကူဆုံးဖြတ်လာကြပါတယ်ဂိမ်းကနန်းတွေကိုကြည့်ရမယ်ဆိုရင်2015ကနေ2019အထိ9နှစ်အတွင်းမှာကပတ်ဆုံးလရမှု title vacation က6ကြိမ်ပဲရှိခဲ့ပေမဲ့2020ကနေ2025ခုနှစ်အတွင်းမှာတော့12ကြိမ်အထိနှစ်ဆတိတိမြင့်တက်လာပါတယ်ဒီနေ့ခေတ်ချန်ပီယံတွေရဲ့စိတ်ဓာတ်ဟာဒိုမင်းနဲ့လွှမ်းမိုးမှုထက်လက်ဂစီဆိုတဲ့အမွေအနှစ်ကိုပို့လိုက်လာကြပါတယ်ဥပမာ LH ပါရရပါသူက light heavyweight မှာဘရင်ဖြစ်နေပေမဲ့အခုတော့ heavyweight ကိုတက်ဖို့ခြေလမ်းပြင်နေပါပြီတစ်ဖက်မှာလည်းခန်းဆက်ချီမာရက်က middleweight ကနေ light heavyweight ကိုတက်ဖို့ပြောနေပြန်ပါတယ်သူတို့ဟာကိုဝိတ်တန်းကထိုက်တန်တဲ့စိန်ခေါ်သူတွေကိုရှင်းထုတ်ဖို့ထက် double champ ဒါမှမဟုတ် triple champ ဝိတ်တန်း2ခု3ခုချန်ပီယံဆိုတဲ့ဂုံပုံနှောက်ကိုပဲအပြေးလိုက်နေကြတာပါဒါဟာပရိသတ်တွေအတွက်တော့စိတ်လှုပ်ရှားစရာဖြစ်နိုင်ပေမဲ့ဝိတ်တန်းတစ်ခုကြီးစီရဲ့တည်ငြိမ်မှုကိုတော့အကြီးအကျယ်ထိခိုက်စေပါတယ်ဘာကြောင့်ချန်ပီယံတွေကကပတ်မကာကွယ်ကြရတာလဲအဖြေကတော့ရှင်းပါတယ်မိမိဝိတ်တန်းမှာနံပါတ်1စိန်ခေါ်သူနဲ့ထိုးလို့ရှုံးသွားရင်ကပတ်ရောနာမည်ရောပြုတ်သွားနိုင်ပါတယ်ဒါပေမဲ့ဝိတ်တန်းတက်ထိုးလို့ရှုံးရင်ရောစိန်ခေါ်ကြည့်တာပဲဆိုတဲ့စင်ကြေရှိသလိုနိုင်ရင်တော့တမိုင်းဝင်တပည့်ချန်ပီယံဖြစ်သွားမှာပါဒါအပြင်ဝိတ်တန်းပြောင်းပွဲစဉ်တွေကလက်မှတ်ပိုရောင်းရတာကြောင့် UFC ကလည်းဒါကိုအားပေးနေသလိုဖြစ်နေပါတယ်ဒါပေမဲ့ဒါဟာတကယ်ချန်ပီယံစစ်တွေရဲ့လမ်းစဉ်လားလို့တော့မေးခွန်းထုတ်စရာပါကျွန်တော်တို့အရင်က Anderson Silva GSP ဒါမှမဟုတ် Dimitri Johnson တို့ကိုကြည့်ကြည့်ပါသူတို့ကဝိတ်တန်းတစ်ခုထဲမှာပဲ10ကြိမ်ထက်မကကပတ်ကိုကာကွယ်ပြီးသူတို့ရဲ့ဝိတ်တန်းမှာသူတို့ကဂုတ်ဖြစ်ကြောင်တက်တည်ပြခဲ့ကြတာပါအခုခေတ်မှာတော့တစ်ခါနှစ်ခါကာကွယ်ပြီးတာနဲ့နောက်ဝိတ်တန်းကိုမျက်စိကျနေကြပါပြီ Stop it and defend your bet ကပတ်တွေကိုရှောက်စုမနေပါနဲ့တော့ရထားတဲ့ကပတ်ကိုပဲအောင်မြင်အောင်ကာကွယ်ပြပါလို့ပရိသတ်တွေကအော်ဟစ်နေကြတာဟာအကြောင်းဝင်မဟုတ်ပါဘူးစိန်ခေါ်သူတွေကိုမရှင်းမဲ့ဝိတ်တန်းကြော်သွားတာဟာတကယ်တော့ထွက်ပေါက်ရှာနဲ့တူပါတယ်ဒါဟာကစားသမားတွေရဲ့အမှားကြီးပဲလားဆိုတော့လည်းမဟုတ်ပါဘူးတကယ်တော့ UFC ဥက္ကဋ္ဌဒီနာဝိုက်ကိုယ်တိုင်ကလည်းဒီ money fight တွေနောက်ကိုလိုက်နေတာပါအရင်တုန်းက UFC ကဝိတ်တန်းတစ်ခုချင်းစီမှာထိုက်တန်တဲ့သူတွေကိုပဲပွဲပေးလေးရှိပါတယ်ဒါပေမဲ့အခုတော့ကစားသမားတစ်ယောက်ကနာမည်ကြီးလာပြီဆိုရင်သူ့ကိုဝိတ်တန်းကြော်ပြီးပွဲပေးတာကလက်မှတ်ရောင်းရတာပိုလွယ်ကူစေပါတယ်အဲ့ဒီအခါပုံမှန်အတိုင်းအဆင့်တက်ဖို့စောင့်နေတဲ့စိန်ခေါ်သူတွေကွန်တက်တာတွေကလမ်းပြောက်ကုန်ပါတယ်ချန်ပီယံတစ်ယောက်ကဝိတ်တန်းပြောင်းသွားတာနဲ့အဲ့ဒီဝိတ်တန်းကကြံခဲ့တဲ့သူတွေဟာအထိပ္ပယ်မရှိတဲ့ intern bet ဂျားပြက်ကပတ်တွေအတွက်ပဲတိုက်ခိုက်နေရတယ်လို့ဖြစ်နေပါတယ်တမိုင်းမှာဝိတ်တန်းနှစ်ခုစလုံးရဲ့ကပတ်ကိုတပြိုင်တည်းကင်ဆောင်နိုင်ခဲ့သူတွေရှိပါတယ်ဒါဟာတမိုင်းဝင်ပြီးဂုဏ်ယူစရာပါဒါပေမဲ့ပြဿနာကအဲ့ဒီနောက်မှာလိုက်လာပါတယ်ဝိတ်တန်းနှစ်ခုစလုံးကကပတ်ကိုကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲပါတယ်အဲ့ဒီအခါမှာချန်ပီယံကပတ်တစ်ခုကိုစွန့်လွတ်ရတာမျိုးဒါမှမဟုတ်ဝိတ်တန်းတစ်ခုကိုလအတော်ကြာအောင်ပွဲမထိုးပဲပိတ်ဆို့ထားတာမျိုးဖြစ်လာပါတယ် LH ပါရီအနေနဲ့ heavyweight တက်သွားရင် light heavyweight မှာ Mogomed Ankalaev လိုစိန်ခေါ်သူတွေဘာဆက်ဖြစ်မလဲခန်းဆက်ကြီးမာရဲ့အနေနဲ့ဝိတ်တန်းတက်သွားရင် middleweight ကပရိသတ်တွေမျှော်လင့်နေတဲ့ပွဲစဉ်တွေဘယ်သူတာဝန်ယူမလဲကပတ်ဆိုတာပိုင်ဆိုင်ဖို့ထက်ကာကွယ်ဖို့ကပိုခက်ခဲတယ်ဆိုတာသူတို့သတိမင်းနေကြပုံရပါတယ်ပရိသတ်တွေအနေနဲ့ကတော့တပွဲတည်းပြီးသွားမဲ့ super fight တွေကိုကြည့်ကျင်တာမှန်ပေမဲ့အားကစားရဲ့အနှစ်သာရဖြစ်တဲ့အဆင့်ဆင့်တက်လန်းပြီးချန်ပီယံကိုစိန်ခေါ်တာဆိုတဲ့စနစ်ကိုပိုတန်မိုးထားကြပါတယ်ချန်ပီယံတယောက်ဟာသူ့ရဲ့ဝိတ်တန်းမှာရှိတဲ့ထိပ်သီး9ယောက်စလုံးကိုအနိုင်ယူပြီးမှနောက်တစ်ဆင့်တက်တာဟာတကယ်ဂုဏ်သိက္ခာပါ UFC ရဲ့အနာဂတ်ဟာဝိတ်တန်းတွေရှုပ်ထွေးကုန်နိုင်တဲ့အပြင်ကပတ်ဆုံးလုံးမှုတွေများလာတာဟာ UFC ရဲ့ကပတ်တန်မိုးကိုရော့ကျစေပါတယ်ကပတ်ဆိုတာဝိတ်တန်းတစ်ခုရဲ့အကောင်းဆုံးကိုပြတာလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာနေပါပြီညီကိုတို့ရောဘယ်လိုမြင်လဲအခုလိုကပတ်တွေမကာကွယ်ပဲဝိတ်တန်းပြောင်းတာတွေကိုသဘောကျရလားကွန်မန့်မှာရေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်